လောကမှာရှိတဲ့လူတွေအရာဝတ္ထုတွေကိုခွဲခြမ်းစိတ်ပြကြည့်မယ်ဆိုရင်အသေးငယ်ဆုံးသောအနှုတ်မြူမုံလေးတွေပဲရှိတယ်လို့ဆိုပါတယ်။အဲ့ဒီအမြူလေးတွေကိုထပ်ပြီးတော့ခွဲခြမ်းစိတ်ပြကြည့်မယ်ဆိုရင်လေဟာနယ်ပဲရှိတယ်လို့ဆိုပါတယ်။အနှုတ်မြူမုံတစ်မုံကိုထပ်ပြီးတော့ microscope နဲ့အစာပေါင်းများစွာဆွဲပြီးကြည့်မယ်ဆိုရင်တော့ American ဘောလုံးကွင်းတွေကစံစိတ်တစ်စိတ်လောက်သာအရွယ်ရှိတဲ့အဆက်ကလေးကလွင်ရင်ဘာမှမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်ဒီလိုလေဟာနယ်တွေနဲ့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာကောင်းတဲ့ဓာတ်တွေဝင်နေဖို့အရေးကြီးပါတယ်။မကောင်းတဲ့လောဘဒေါသမနာလိုမရှုစိတ်တွေနဲ့ပြည့်နေတော့ကောင်းတဲ့အရာတွေဝင်လာလို့မရတော့ပါဘူး။အရာနဲ့ပတ်သက်ပြီးတော့လောကကြီးမှာမကြည်နှက်တဲ့စိတ်သူများပေါ်ဒေါသဖြစ်တဲ့စိတ်တွေမရှိလို့ရှိရင်အလွန်ကြည်နေတဲ့အတွက်အဲ့လူတယောက်ဟာသူဖြစ်ချင်တဲ့အတိုင်းအလွယ်တကူဖြစ်နိုင်နေဆိုတဲ့အကြောင်းကိုကိုရီးယားစာရေးဆရာကင်ဆန်ဦးရဲ့ Watching 2 စာအုပ်ထဲကအကြောင်းအရာလေးကိုကျွန်တော်ဖော်ပြလိုပါတယ်ဒီစာအုပ်ထဲမှာစာရေးဆရာကညွှန်းထားတဲ့သူကတော့ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး rapper ဆိုတော့ဒိုကီပဲဖြစ်ပါတယ်1990ခုနှစ်မှာမွေးတဲ့ဒိုကီဟာကိုရီးယားနိုင်ငံမှာအောင်မြင်တဲ့တန်းကြွယ်တဲ့တစ်ယောက်ပါသူရဲ့အိမ်မှာနောက်ဆုံးပေါ်ကာ3-4 စီးလောက်ရှိပြီးတော့အိမ်ထဲမှာဆိုလို့ရှိရင်လည်းမစီးရသေးတဲ့ Nike ဖနက်တွေအရန်ပေါင်း450ရှိပါတယ်သူ Nike တစ်စိတ်ကိုကြိုက်တဲ့ကြောင့်အလိုဖနက်တွေကိုစုရတာလို့ဆိုပါတယ်ပြီးတော့သူအိမ်မှာလာစဉ်သူ့အမိကိုကြော့ဖို့အတွက်9000နန်းငွေအုပ်တွေကိုလည်းအထက်ကြီးထပ်ပြီးတော့ပြထားတာကိုလည်း TV program တစ်ခုမှာကြည့်လိုက်ရပါတယ် program နာမည်ကတော့တယောက်တည်းနေတယ်ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့လိုကျွဲဝချမ်းသာလွန်းတဲ့ရပါဒိုကီဟာပြင်းလို့ဆိုပြီးတော့စိုးမျိုးဟာနေပြုတ်တဲ့ကန်ဆယ်မဲတစ်ခုမှာမဲနဲ့လိုက်တဲ့အခါမှာနောက်ဆုံးပေါ် BMW လက်စကားစီထပ်ပေါက်ပြန်ပါတယ်သူလိုချမ်းသာတဲ့ဒုတိယအနေနဲ့ကားတွေဒီလောက်များနေတာတော့ကန်ကကောင်းလို့တော့အစိုးရစည်းအိမ်နဲ့အလကားစီးလို့ရတဲ့ကားတစ်စီးကိုထပ်ရလိုက်တာပေါ့ဘာကြောင့်သူဟာအလောက်ကြီးကန်နေကောင်းနေရပါလဲဒီနေရာထိအောင်နားထောင်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲစိတ်ထဲမှာပေါ်လာပါလိမ့်မယ်လောကကြီးကမတရားဘူးချမ်းသာတဲ့သူကစက်တိုက်ချမ်းသာပြီးတော့ဆင်းရဲသူတွေကြတော့ဘာလို့စက်တိုက်ဆင်းရဲနေရတာလဲလိုပါပဲကိုရီးယားတွေလည်းသူ့ကိုမကြည်လက်တဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့အကြောင်းလေးကိုဆက်နားထောင်မယ်ဆိုရင်တော့သူ့ကိုနားလေခံစားပြီးလို့ရသွားနိုင်ပါလိမ့်မယ်ဒိုကီယာပူဇမ်းမြို့သားပါသူဟာငယ်စဉ်မိဘတွေနဲ့ပူဇမ်းမြို့မှာနေထိုင်ခဲ့ပြီးတော့မိဘတွေရဲ့စီးပွားရေးပြက်ပြီးတော့သူတို့ဟာဆင်းရဲခဲ့ပါတယ်ဒါကြောင့်အသက်73နှစ်အရွယ်မှာသူဟာအဆိုတော်လုပ်မယ်ဆိုပြီးတော့စိုးကိုတယောက်ထည့်ထွက်လာခဲ့ပါတယ်သူဆိုခြင်းနဲ့အဆိုပိုင်းက rap တချင်းနေပါအလဲတန်းကျောင်းသားအရွယ်လေးပဲရှိပါသေးတယ်သူဟာကုမ္ပဏီကပေးတဲ့ကွန်တိန်နာအခန်းလေးထဲမှာနေဘဝကိုအောက်ချီကစားခဲ့ရသူပါလူတွေအားလုံးက rapper လုပ်နဲ့ထမင်းစားလို့မရဘူးလို့ပြောတာကိုသူဟာနောက်မဆုတ်ဖဲနဲ့သူ့ရဲ့အိမ်မက်တွေကိုဇွဲရှိရှိနဲ့အကောင့်ထဲပေါ်ခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့အပတ်တကူစူးစမ်းရာကနေအောင်မြင်တဲ့ rapper တယောက်အနေနဲ့ယနေ့ရည်တည်နိုင်ခဲ့ပါတယ်သူမှာထူးခြားချက်တွေအများကြီးရှိပါတယ်အဲ့ဒါတွေကတော့သူဟာဒီနေ့ဒီချိန်ထိသူဆိုခဲ့တဲ့တခြင်းတွေထဲမှာရှိတဲ့စကားလုံးတွေဟာဆဲတဲ့အကြောင်းသူများရဲ့မကောင်းကြောင်ကိုပြောတဲ့စာသားတစ်လုံးမှမပါဘူးလို့ဆိုပါတယ်ပြီးတော့သူဟာအရက်မတော့ဆေးလိမတော့တတ်ပါဘူးကာပွဲတွေစူပွဲတွေရှိလို့ရှိရင်ပြီးတဲ့အချိန်မှာအားလုံးစုပြီးတော့အရက်တောက်လို့ရှိကြပါတယ်သူဟာအဲ့ဒီအရက်တောက်တဲ့ဘက်ကိုတစ်ချိန်တစ်ခါမှမသွားဘူးလို့ဆိုပါတယ်သူကချင်းဆိုပြီးတာနဲ့တခါတည်းအိမ်ပြန်ပြီးတော့အနားယူလေးရှိပါတယ်နောက်ဆုံးချက်ကတော့သူဟာဒေါသမထွက်တတ်ခြင်းပါငယ်လေးတွေကဒေါသမထွက်အောင်လေ့ကျင့်ခဲ့တဲ့အတွက်သူဟာဒေါသကိုလွယ်နဲ့မထွက်ဘူးလို့ဆိုပါတယ်ဒီပရိုဂရမ်တစ်ခုမှာသူ့ကိုတငယ်ချင်းတွေကဝိုင်းပြီးတော့ဒေါသထွက်အောင်စကြပါတယ်ဒီဖနက်တစ်ကိုနင်းပြလိုက်တာအဆရှိတဲ့ဒေါသထွက်အောင်လုပ်ကြပေမဲ့သူဟာတကယ်ကိုဒေါသမထွက်ခဲ့ပါဘူးဒီလိုလောကကြီးကိုမကျေနပ်တဲ့စိတ်သူများအပေါ်မှာဖြစ်တဲ့ဒေါသစိတ်တွေမရှိတဲ့အတွက်
အလွန်ကြည်လင်တဲ့ဒိုကီရဲ့စိတ်ဟာသူတောင်းတတိုင်းအလွယ်တကူနဲ့ဖြစ်လာရတာလို့ဇာတ်ဆရာဂင်ဆန်အွန်ကသူ့ရဲ့ဝက်ချင်းကြီးထဲမှာဖော်ပြထားခြင်းဖြစ်ပါတယ်တကယ်တော့လူတွေဟာချမ်းသာခြင်းနဲ့ဆိုပေမဲ့တကယ်ကိုရီးရဲ့အတွင်းစိတ်ထဲမှာခွဲချမ်းစိတ်ပြကြည့်မယ်ဆိုရင်ချမ်းသာရမှာကိုကြောက်တဲ့စိတ်စိုးရိမ်တဲ့စိတ်တွေလွှမ်းမိုးနေရလို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာငယ်ငယ်လေးတွေကပတ်ဝန်းကျင်ကပြောတဲ့စကားတွေထဲမှာငွေဆိုတာပင်ပင်ပန်းပန်းရှာမှရတာမကောင်းအလုံးရဲ့အစားငွေပဲကိုယ့်ရဲ့လောက်အားအချိန်တွေပြီးနိုင်မှအဲ့ဒီလောက်အားအချိန်တွေပြီးတဲ့လောက်ငွေဆိုတာရတာငွေဆိုတာရှာဖို့အရန်ခက်တယ်စားတဲ့အထောက်ထားမရှိတဲ့စကားတွေကြောင့်မတိစိတ်ကယုံကြည်မှုတွေအစိုးမြင်စိတ်တွေနဲ့လက်တွေ့ဘဝမှာရှင်သန်နေခဲ့ပါတယ်အဲဒီလိုငွေနဲ့ပတ်သက်ပြီးတော့ခက်ပင်ပန်းပန်းရှာမှရမယ်ဆိုတဲ့လူတွေရဲ့အတွင်းထဲကမတိစိတ်ကြောင့်တကယ်ကိုအပြင်လက်တွေ့ဘဝမှာလည်းခက်ပင်ပန်းနဲ့ရှာနေရတယ်လို့ဆိုပါတယ်ဒါကြောင့်ကိုယ့်ရဲ့အတင်းစိတ်ကိုတန့်ရှင်းအောင်ငွေနဲ့ပတ်သက်ပြီးတော့အကောင်းမြင်တဲ့စိတ်မှန်ကန်တဲ့အသိဖြစ်ဖို့လိုပါတယ်ငွေကြောင့်လူတွေဘဝပြည့်ရတာမဟုတ်ပါဘူးငွေကိုသုံးတဲ့လူတွေရဲ့လောဘစိတ်ကြောင့်ဘဝတွေပြည့်ရတာဆိုတာကိုခွဲခြားမြင်တတ်ဖို့လိုပါတယ်ရပါဒိုကီဟာလည်းချမ်းသာခြင်းနဲ့လူငယ်တယောက်အနေနဲ့ငွေကိုသူလိုချင်တဲ့ဆန္ဒဖြစ်ခဲ့ပါလိမ့်မယ်သူဟာလွန်တရားမှစိတ်ကြည်လင်တဲ့ကြောင့်သူတောင်းတတဲ့အတိုင်းအမြန်ဖြစ်လာတာလို့ဇာတ်ဆရာဂင်ဆန်အွန်ကသူရဲ့ Watching 2 စာအုပ်ထဲမှာဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါတရားမှာရပါဒိုကီယာသူ့ရဲ့ငွေတွေကိုအထိုက်လိုက်ကန်ပြီးတော့တပ်ပုံရိုက် SNS တင်တာတွေလုပ်တတ်တယ်လို့ဆိုပါတယ်။ညာကကြည့်တော့သူ့ကိုကြွားတယ်လို့ထင်နိုင်ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့လူငယ်တွေကိုငွေကိုချစ်မြတ်လို့ဖို့ငွေရှိလို့ရှိရင်အေးချမ်းနဲ့နေရတယ်။ငွေရှိလို့ရှိရင်ကိုနေခြင်းလို့နေလို့ရတယ်ဆိုတာကိုသူအနေနဲ့မြင်အောင်ပြခြင်းလို့ဆိုပါတယ်ငွေကိုရှားခြင်းတဲ့စီတွေဖြစ်လာပြီးတော့မှစူးစမ်းတဲ့လူငယ်တွေကိုရီးယားနိုင်ငံမှာပေါ်ပေါက်အောင်သူ့အနေနဲ့လုပ်နေခြင်းဒါဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ကဘဝမှာအောင်မြင်တာကိုရှုထောင့်မျိုးကနေသုံးသပ်လို့ရပါတယ်ဒီပန်ကြီးလည်းပဲသုံးသပ်ဘာသာရေးဘက်ကကြည့်ပြီးတော့ပဲသုံးသပ်နေစဉ်သူ့ရဲ့လှုပ်ဆောင်ချက်အစရှိတဲ့အလေးကျင့်ဘက်ကပဲသုံးသပ်မှန်ကန်မှသာအောင်မြင်မှုဆိုတာရှိမှာပါကျွန်တော်လည်းသူများတွေပြောတဲ့အတိုင်းသာယုံကြည်ဆိုရင်ကောင်းတဲ့အရာကိုပဲယုံကြည်တဲ့တယ်လို့ကျွန်တော်လည်းတော့ယူဆပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟာအမြဲတမ်းအတိတ်ကကြံခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှပူပန်တာမလာသေးတဲ့အနာဂတ်ကိုကြိုတင်ပူပန်တဲ့လူတွေဖြစ်ကြလို့ပါအတွေ့အကြုံနဲ့ပစ္စုပန်တက်မှာအလုပ်လုပ်နိုင်မှုဆိုရင်ကိုယ်တွေလည်းအကျိုးရှိအများတွေလည်းအကျိုးမရုပ်တဲ့အလုပ်မျိုးစိတ်တက်မျိုးကိုပဲမွေးမြူတင်တယ်လို့ကျွန်တော်လည်းထင်ပါတယ်ဘေးတိုင်းပူပြောပြီးတော့လောကကြီးကိုမကျေနပ်ဘဲသူမကောင်းကြောင်းပြောဒေါသတွေကိုပဲပြောနေမယ်ဆိုရင်ကျွန်တော်တို့တွေဟာကောင်းမွန်တဲ့နေ့တစ်တွေကိုရလာနိုင်မှာမဟုတ်တော့ပါဘူးတဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေကပြည့်စုံတဲ့ဘဝကိုရရှိဖို့အောင်မြင်ပြီးတော့ယဉ်ကျေးမှုမြင့်မားတဲ့လူသားမှတစ်ခုကိုတည်ဆောက်ဖို့ဆိုရင်ကိုယ့်ရဲ့စိတ်တွေဟာတန်ရှင်းကြည်လင်ပြီးတော့မှအကောင်းမြင်တဲ့စိတ်ကိုပထမအဆုံးမွေးမြူတင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဟာအစိုးမြင်တဲ့စိတ်သူများဘို့ကိုပုတ်ခတ်ပြောဆိုလိုတဲ့စိတ်တွေကိုမဖြစ်ရအောင်ထိန်းသိမ်းတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်လာမထမမိတ်ဆွေတို့အတွက်ဒီဗီဒီယိုဖိုင်လေးဟာအကျိုးတစုံတရာရှိမယ်ဆိုရင် like နဲ့ subscribe လေးကိုနှိပ်ပေးကြဖို့တောင်းဆိုလိုပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ